1969ခုနှစ်ရုတ်တရက်ကြဆုံးခြင်းကိုနားလည်ဖို့ဆိုရင်အဲ့ဒီအချိန်ကရှေးတောင်အာရှရဲ့ပထဝီနိုင်ငံရေးကိုအရင်ဆုံးခြုံငုံသုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။1963ခုနှစ်မှာလောင်မီဒီယာကြီးရဲ့သားတော်စင်မြူရှင်မင်းနန်းတက်လာတဲ့အခါကုန်းမောင်အေဘာယာဟာစီးရဲရအင်အားအထွတ်ထိပ်ကိုရောက်ရှိနေချိန်ပဲဖြစ်ပါတယ်။အလောင်မီဒီယာကြီးလက်ထက်1960ခုနှစ်ကရုတ်တရက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ဘရင်ကြီးနိုင်အောင်ဆန်ခဲ့တာကြောင့်အောင်မြင်မှုမရရှိခဲ့ပါဘူး။စင်မြူရှင်မင်းအတွက်ဒီစပွဲဟာခမဲတော်ရဲ့မပြီးဆုံးခဲ့တဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်ခြင်းဖြစ်တယ်လို့အလွန်အရေးကြီးတဲ့မဟာဗျူဟာမြောက်ရည်ရွယ်ချက်တစ်ခုလည်းရှိပါတယ်။အဲ့ဒီရည်ရွယ်ချက်ကတော့ကြောထောက်နောက်ခံကိုရှင်းလင်းထားရေးပါပဲ။မြောက်ဘက်မှာအင်အားကြီးမှလာတဲ့ချင်းမင်းဆက်ရဲ့တရုတ်တပ်တွေကနေဆက်မှာစီးရဲလှုပ်ရှားမှုတွေကိုကက်ဆစ်စိတ်ပြုလုပ်လာနေပြီးတော့မြန်မာနိုင်ငံကိုဝေရောက်ကျူးကျော်ဖို့အတွက်အခြေအနေတွေကိုဖန်တီးနေပြီဆိုတာစင်မြူရှင်မင်းကကြိုတင်တွက်ချက်ထားပါတယ်။အကယ်၍တရုတ်နဲ့စစ်ပွဲကြီးဖြစ်လာခဲ့ရင်တောင်ဘက်ကအယုဒ္ဓယဟာမြန်မာတို့ကိုနောက်ကျောကနေဝင်ရောက်တိုက်ခိုက်မဲ့အန္တရာယ်ရှိနေပါတယ်။ဒါအပြင်အယုဒ္ဓယဟာမြန်မာပိုင်နက်ကပုံကန်သူတွေကိုခိုလုံခွင့်ပေးထားပြီးတော့နေဆက်ကိုအမြဲလိုနောက်ဆက်ပေးနေခဲ့ပါတယ်။ဒါကြောင့်တရုတ်နဲ့စစ်မဖြစ်ခင်အယုဒ္ဓယကိုအပီးတိုင်ခြေမုံပြဖို့ဟာကုန်းမောင်အင်ပါယာရဲ့ရှင်သန်ရေးအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။1965ခုနှစ်နှစ်လယ်ပိုင်းမှာတော့စင်မြူရှင်မင်းဟာအယုဒ္ဓယကိုခြေမုံဖို့တမိုင်းဝင်စစ်စင်ရေးကြီးတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာတာမန်မျက်နှာချင်းဆိုင်တိုက်တဲ့တိုက်ပွဲတစ်ခုတော့မဟုတ်ပါဘူး။အရှေ့တောင်အာရှသမိုင်းတစ်လျှောက်အကြီးမားဆုံးနဲ့အရှုပ်ထွေးဆုံး Princess Movement လို့ခေါ်တဲ့ညှပ်ပိတ်တိုက်ခိုက်ခြင်းစစ်စင်ရေးပါပဲ။မြောက်ပိုင်းစစ်ကြောင်းကိုဝိုင်းစစ်သူကြီးနေမျိုးတီကပတိကကုတ်ကဲပါတယ်။သူကအင်အား2000ကျော်ပါဝင်တဲ့တပ်မကြီးကိုဦးဆောင်ပြီးတော့ဇင်းမဲဒေသကိုအရင်ဆုံးခြိတက်သိမ်းပိုက်ပါတယ်။အဲဒီနောက်ကနေတဆင့်လာအိုဒေသတွေကိုပါသိမ်းသွင်းပြီးတော့ယိုဒယာမြောက်ဘက်ကိုဆင်းလာခဲ့ပါတယ်။အဲ့လိုလောက်ရတဲ့အကြောင်းရင်းကရုတ်တရက်ကိုမြောက်ဘက်ကနေကူညီနိုင်တဲ့မဟာမိတ်တွေကိုကြိုတင်ဖျက်တောက်လိုက်ခြင်းပဲဖြစ်ပါတယ်။အချိန်တည်းမှာပဲတောင်ပိုင်းစစ်ကြောင်းကိုစစ်သူကြီးမဟာနော်ရထာကကိုကဲပြီးတော့အင်အား2000ခန့်နဲ့ဗိတ်တဝဲလမ်းကြောင်းကနေပြီးတော့ခြိတက်ပါတယ်။သူတို့ကထူထပ်တဲ့တောတောင်တွေနဲ့ကရာကျွန်းဆွယ်ကိုဖျက်တမ်းပြီးတော့ရုတ်တရက်ကိုတောင်ဘက်ကနေချင်းချောက်လာပါတယ်။ဒီနေရာမှာအန်အောစရာအကောင်းဆုံးကတော့ logistic လို့ခေါ်တဲ့ထောက်ပို့နဲ့ဆက်သွယ်ရေးစနစ်ပါပဲ။18ရာစုမှာရေဒီယိုဆက်သွယ်ရေးတွေဂျိုရုမြေပုံတွေမရှိပါဘူး။မိုင်ပေါင်းထောင်နဲ့ချီပြီးကွာဝေးလာတဲ့လမ်းကြောင်းနှစ်ခုကနေပြီးတော့တီးချမ်းစီခြိတက်လာတဲ့တက်မ2ရက်ဟာလမ်းတစ်လျှောက်ကမြို့ရွာတွေကိုတိုက်ခိုက်သိမ်းပိုက်ရင်းနဲ့တောတောင်တွေကိုဖျက်ဆီးရင်း1966ခုနှစ်ဇန်နဝါရီလအရောက်မှာအယုဒ္ဓယမြို့နားမှာတပြိုင်နက်တည်းအတိအကျစုံစည်းနိုင်ခဲ့ခြင်းဟာမြန်မာစစ်သူကြီးတွေရဲ့တွက်ချက်မှုတိကျသေးကြခြင်းနဲ့အစစ်မြစ်စစ်ရေးစီမံခန့်ခွဲမှုစွမ်းရည်ကိုမိမောင်းထိုးပြနေခြင်းပဲဖြစ်ပါတယ်မြန်မာစစ်ကြောင်းတစ်ခုပေါင်းစုံသွားမိမဲ့သူတို့ရင်ဆိုင်ရမယ့်တာဝန်ကတင်းငယ်လှတာတော့မဟုတ်ပါဘူး။ယုတ်တရားဆိုတာတင်ကရိုက်ဘာသာစကားအရဘယ်တော့မှအရေးမနှိမ်တော်မျိုးတော်လို့အတိတ်ပဲရပါတယ်။တကယ်လဲနှစ်ပေါင်း400ကျော်အတွင်းဘယ်ရန်သူမှဒီမျိုးရိုးကိုမဖောက်ခံခဲ့ပါဘူး။စီရေးရှုထောက်ကသုံးသက်ကြည့်မယ်ဆိုရင်အယုတ်တရားရဲ့အကြီးမားဆုံးအားသာချက်ကတော့သူ့ရဲ့ပြီးပြည့်စုံတဲ့မြေပြင်အနေအထားပါပဲ။မြို့တော်ဟာကြောက်ဖျားလော်ဘူရီနဲ့ပါဆက်ဆိုတဲ့အေယာမမြေကြီး3စင်းကကွန်ချာဖွဲ့နေတဲ့အလဲမှာကျုံးကြီးတစ်ခုလိုတည်ရှိနေပါတယ်။ဒီမြေကြီးတွေဟာတဘာဝကျုံးကြီးတွေလိုမြို့ကိုကာဝယ်ပေးထားပါတယ်။မြို့တွေဟာအလွန်ထူထပ်မြင့်မားပြီးတော့ဥရောပကတင်သွင်းထားတဲ့အမြောက်ကြီးတွေတနက်တွေကိုအပြည့်စုံတက်ဆင်ထားပါတယ်။ယိုရီးယားဘရင်အေဂဒရရဲ့ကာကွယ်ရေးမဟာဗျူဟာကရှင်းပါတယ်။ရန်သူနဲ့အပြင်ထွက်မတိုက်ဘဲနဲ့မြို့ပေါ်ကနေအချိန်ဆွဲရမယ်ဖြစ်ပါတယ်။သူတို့မှာရိတ်ခအလုံအလောက်ရှိပါတယ်။လက်နက်အင်အားတာလွန်ပါတယ်။ဥရောပကြေးစားစစ်သည်တွေရဲ့အကူအညီလည်းပါဝင်ပါတယ်။ဘရင်ဧကဒရမျှော်လင့်နေတာတခုတည်းပါပဲ။အဲ့ဒါကတော့မုတ်တုံရာသီရောက်လာဖို့ပါပဲ။အရှေ့တောင်အာရှရဲ့မုတ်တုံရာသီရောက်လာတဲ့အခါအယုဒ္ဓယမြို့ပတ်လည်မိုင်ဖောင်များစွာရှိတဲ့လွင်ပြင်တွေဟာရေကြီးရေရှမ်းဖြစ်ပြီးတော့ရေကန်ကြီးတစ်ခုလိုပြောင်းလဲသွားလေရှိပါတယ်။ဒီလိုရေလွှမ်းမိုးထားတဲ့အခါဝိုင်းရံထားတဲ့ရန်သူတွေဟာရွက်ဖျင်တဲတွေရေမြုပ်လက်နက်ရမ်းတွေရေဆိုးငှက်ဖျားနဲ့ဝမ်းရောဂါတွေကူးဆက်လာပြီးတော့အလိုလိုတက်ဆုပ်သွားရစမြဲဖြစ်ပါတယ်။1966ခုနှစ်မေလရောက်လာတဲ့အခါယိုရီးယားပြည်မျှော်လင့်ထားသလိုပဲမုတ်တုံမိုးကတဲကြီးမဲကြီးရွာသွန်းပြီးတော့မြေတွေရှန်တက်လာပါတယ်။ယိုရီးယားလွင်မြေကြီးဟာပင်လယ်ပြင်လိုဖြစ်သွားပါတယ်။ဒါပေမဲ့ယိုရီးယားတို့မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။မြန်မာတပ်တွေဟာတလက်မတော်ဆုတ်ခွာမသွားပါဘူး။ဒီနေရာမှာမဟာနော်ရထာနဲ့နေမျိုးတီယာပတိတို့ရဲ့တမိုင်းဝင်ပိတ်ဆို့ခြင်းနီးဗျူဟာကစတင်ပါတော့တယ်။မြန်မာစစ်သူကြီးတွေကယုတ်တရားရဲ့ရေလွှမ်းမှုဗျူဟာကိုကြိုတင်တွက်ဆထားပြီးဖြစ်ပါတယ်။ရေမလန်းနိုင်တဲ့ကုန်းမြင့်ပိုင်းတွေမှာခံတပ်တွေကိုလားနဲ့ချီပြီးတော့ကြိုတင်တိစောက်ခဲ့ပါတယ်။တိုက်ပွဲဟာမြေပြင်ကနေရေပြင်တိုက်ပွဲအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်။
ယိုရီးယားတပ်တွေမြို့ရင်းကနေလှေကြီးတွေဖောင်ကြီးတွေပေါ်မှာအမြောက်တွေတက်ပြီးတော့မြန်မာခံတပ်တွေကိုလာရောက်ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့မြန်မာစစ်သည်တွေဟာသူတို့ရဲ့ကရုတ်ချင်းပေါ်ကနေပြီးတော့ဂျင်ငါလို့ခေါ်တဲ့အမြောက်ငယ်တွေမောင်းမြက်တနက်တွေနဲ့စနစ်တကျပြန်လည်ပစ်ခတ်တဲ့အတွက်ယိုရီးယားတပ်တွေအကြိမ်ကြိမ်အရေးနှိပ်ပြီးတော့မြို့ရင်းကိုပြန်ဆုတ်ခဲ့ရပါတယ်။ထောက်ပို့စနစ်ဟာဒီရေရှည်စစ်ပွဲရဲ့အသက်ပါပဲ။ထောင်သောင်းကြီးတဲ့စစ်တပ်ကြီးကိုရေလွှမ်းနေတဲ့ဒေသမှာဘလို့ရိတ်ခါကျွေးလဲဆိုတာကိုမြန်မာစစ်သူကြီးတွေဟာအလွန်ပြောင်းမြောက်တဲ့ဖြစ်ရှင်းနည်းကိုသုံးခဲ့ပါတယ်။မြန်မာတပ်တွေဟာပဝန်းကျင်ကရွာတွေကိုသိမ်းပိုက်ပြီးတော့ဒေသခံတွေကိုအသုံးပြုကစံစပါးကိုစိုက်ပျိုးစေပါတယ်။ကျွဲသားတွေကိုဖမ်းဆီးထားပြီးတော့တာငါရိတ်ခါအတွက်အသုံးပြုပါတယ်။တစ်တော်တွေကနေတစ်တွေခုတ်ပြီးတော့တိုက်လေရာပေါင်းများစွာကိုတိစောက်ခဲ့ပါတယ်။သူတို့ဟာဝင်းရံထားတဲ့မြို့ပြင်ဘက်မှာကိုပိုင်ဂေဟာစနစ် ecosystem တစ်ခုကိုဖန်တီးပြီးတော့ရပ်တည်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီလိုမိုးရသည့်ကုံဆုံးသွားတဲ့အခါယိုရီးယားမျိုးသူမျိုးသားတွေအတွက်အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာပါတော့တယ်။ရေကျသွားပေမဲ့ရန်သူကစုပ်မသွားတဲ့အပြင်ရေကျသွားတဲ့နေရာတွေမှာမြေကရုတ်တွေကိုထပ်မံတိုးချဲ့ပြီးတော့မြို့ရိုးနဲ့ပုံမနီးကပ်စွာဝင်းရံလာလို့ပါပဲ။မြို့တွင်းမှာရိတ်ခါတွေစတင်ပြက်လက်ပြီးတော့တိတ်ဆုံးသူတွေများပြားလာတာကြောင့်ကူးစက်ရောဂါတွေပြန်ပွားလာပါတော့တယ်။ပိတ်ဆို့မှုဒုတိယနေ့ဖြစ်တဲ့1969ခုနှစ်အစပိုင်းကိုရောက်လာတဲ့အခါမြန်မာတပ်တွေမှာလည်းကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။တောင်ပိုင်းစစ်ကြောင်းကိုအောင်မြင်စွာဦးဆောင်လာခဲ့တဲ့ဝိုင်းရင်စစ်သူကြီးမဟာနွယ်ထားဖျားနာပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။ခေါင်းဆောင်တို့ကြာဆုံးခြင်းဟာတက်ရဲ့စိတ်ဓာတ်ကိုကြာဆင်းစေနိုင်ပေမဲ့မြန်မာတပ်တွေဟာစီကံပြတ်ရွေးမသွားခဲ့ပါဘူး။ကြံရစ်တဲ့စစ်သူကြီးနေမျိုးတီဟာပတိဟာတအားလုံးကိုသူ့ရဲ့ကုကဲမှုအောက်မှာတခုတည်းအဖြစ်ပေါင်းစည်းလိုက်ပါတယ်။သူ့ရဲ့ကုကဲမှုစနစ်ကိုပုံမတင်းကျပ်လိုက်ပြီးတော့ယိုရီးယားပြည်ဧကသက်ရဲ့စစ်ဆက်ဆွေးနွေးမှုမှန်သမျှကိုပယ်ချခဲ့ပါတယ်။သူတို့လိုချင်တာကတခုတည်းပါပဲ။အဲ့ဒါကတော့ယိုရီးယားအကျွေးမဲ့လက်နက်ချအရှုံးပေးရေးပါပဲ။မြေရိုးကိုတိုက်ခိုက်ချင်းကပ်နိုင်ဖို့အတွက်မြန်မာတပ်တွေကမြေကရုတ်ကျင်းတူးပြီးတော့ချင်းကပ်ချင်းနီးပြူဟာကိုအသုံးပြုခဲ့ပါတယ်။မြေရိုးဘော်ကနေယိုရီးယားတပ်တွေရဲ့အမြောက်တွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့ကြားကပဲမြန်မာတပ်တွေဟာမြေချင်းတွေကိုဖျောက်တန်းစွာမတူးဘဲနဲ့ကိုယ်ကောက်သောပုံစံတူးပြီးတော့မြေရိုးအောက်ခြေအထိချင်းကပ်ခဲ့ကြပါတယ်။ဒီနည်းလမ်းဟာအမြောက်ဆန်တွေတက်တဲ့မကြားရောက်နိုင်လောက်အောင်ကာကွယ်ပေးထားပါတယ်။ယခုအခါမှာတော့မြန်မာတပ်တွေဟာယိုရီးယားမျိုးရိုးရဲ့အောက်ခြေထိကိုရောက်ရှိနေပါပြီ။ဒါပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုရှိနေပါသေးတယ်။ယိုရီးယားမျိုးရိုးတွေဟာအလွန်ထူထပ်ခိုင်မာလာပြီးတော့မြန်မာတို့စီမှာပါလာတဲ့အမြောက်ငယ်တွေနဲ့ပြစ်ခတ်ဖြိုချဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဒီနေရာမှာနေမျိုးတီဟာပတိဟာရှင်းအောင်နီးပြူဟာတစ်ခုဖြစ်ပေမဲ့အလွန်အန္တရာယ်များပြီးထိရောက်တဲ့ဥမင်တူးရဲ့မီတိုက်ချင်းဆိုတဲ့အင်ဂျင်နီယာနီးလန်းတစ်ခုကိုအသုံးပြုခဲ့ပါတယ်။မြန်မာတပ်တွေဟာညဘက်အမောင်းကိုအကန့်အကွယ်ယူပြီးတော့မျိုးရိုးအောက်ခြေတက်တဲ့မှာဥမင်လိုင်ကောင်ကြီး၃ခုကိုစတင်တူးဆွကြပါတယ်။သူတို့ဟာမျိုးရိုးရဲ့အုတ်မြစ်တွေကိုဖယ်ရှားပြီးတော့အပေါ်ကနေအလွန်လေးလံတဲ့မျိုးရိုးကြီးပြိုမကျလာအောင်အေယာမတစ်တိုင်ကြီးတွေတစ်လုံးကြီးတွေနဲ့အစားထိုးထောက်ထားခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်ဟာအချိန်ယူရသလိုအနှဲငယ်အမှားယွင်းရှိကြတဲ့အပေါ်ကနေမျိုးရိုးကြီးပြိုကျပြီးတော့တူးနေတဲ့စစ်သည်တွေအသက်ဆုံးရှုံးနိုင်တဲ့အထိအန္တရာယ်များလာပါတယ်။လနဲ့ချီပြီးပြင်ဆင်ပြီးရဲ့နောက်မှာတော့1968ခုနှစ်ဧပြီလ9ရက်နေ့ညနေခင်းအချိန်ကိုရောက်ရှိလာပါပြီ။မြန်မာတပ်တွေဟာဥမင်တွေထဲမှာစုပြုံထားတဲ့ရန်တွေကောက်ရုပ်တွေစီတွေထင်းတွေကိုအချက်ပေးလိုက်တာနဲ့တပြိုင်နက်မီးစတင်ရှို့ပါတော့တယ်။မီးတောက်တွေပြင်းထန်လာပြီးတစ်တိုင်ကြီးမီးလောင်ကျွမ်းကျိုးကျသွားတာနဲ့တပြိုင်နက်ကာကွယ်ပေးထားတဲ့တောက်တိုင်ကြီးမရှိတော့တဲ့အတွက်ရုတ်တရက်ရဲ့အေယာမမျိုးရိုးကြီးဟာမြေအောက်သို့ကျုံဝင်သွားပြီးတော့မိုးကြိုးပစ်ချလိုက်သလိုကြီးမားကျယ်လောင်တဲ့အတန်ကြီးနဲ့အတူတစားစီပြိုကျသွားပါတော့တယ်။ပြိုကျသွားတဲ့မျိုးရိုးပေါက်ကြီးတွေအုပ်ပုံကြီးတွေပေါ်ကနေဓားတွေလမ်းတွေတနက်တွေကင်ဆောင်ထားတဲ့မြန်မာစစ်သူတွေဟာဒီရေအလားမျိုးရင်းကိုဝင်ရောက်သွားခဲ့ကြပါတယ်။ငတ်မမှုနဲ့ယောဂဘေးကြောင့်အင်အားချိနေတဲ့ယိုရီးယားစစ်သည်တွေဟာပြင်းထန်တဲ့တိုက်ခိုက်မှုကိုမခံနိုင်တော့ပါဘူး။ဒီလိုနဲ့အရှေ့တောင်အာရှမှာနှစ်ပေါင်း400ကျော်ကြာဖုံးတူကိုထွန်းတောက်ခဲ့တဲ့ယိုရီးယားအင်ပါယာကြီးရဲ့နောက်ဆုံးနေ့ရက်ဟာသွေးထွက်တန်ရမှုများစွာနဲ့အဆုံးသတ်သွားခဲ့ရပါတော့တယ်။ယိုရီးယားမြို့ကြာရှုံးခြင်းကယိုရီးယားသမိုင်းမှာအကြီးမားဆုံးအချိုးကွေအနာကြီးအဆုံးသမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။မြို့တော်ကြီးဟာမီးလောင်ဖျက်ဆီးခံခဲ့ရပြီးတော့တော်ဝင်မိသားစုတွေအမှုပညာရှင်တွေလက်မှုပညာသည်တွေအပါအဝင်လူပေါင်းတောင်းနဲ့ချီပြီးတော့မြန်မာနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ယိုရီးယားပြည်ဧကသက်လည်းမြို့တော်ပျက်စီးချိန်မှာပဲထွက်ပြေးရင်းနဲ့ကွယ်လွန်သွားခဲ့ပါတယ်။စစ်ရေးရှုထောင့်အနေနဲ့တုံးသက်ရရင်ဒီတိုက်ပွဲဟာကုန်းမောင်ခေမြန်မာစစ်တပ်ရဲ့တိုက်ခိုက်စွမ်းရည်တက်တက်ကိုသာမကသူတို့ရဲ့ထောက်ပို့စနစ်စီကံခေါင်းဆောင်မှုနဲ့အခက်အခဲကိုကျော်လွှားနိုင်စွမ်းတို့ကိုအထိုးထိပ်ပြသနိုင်ခဲ့တဲ့သမိုင်းဝင်စစ်စင်ရေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။မိုင်းထောင်ကြီးကွာဝေးတဲ့နေရာကနေတီးခြားချီတက်လာတဲ့စစ်ကြောင်းတစ်ခုကိုအချိန်ကိုက်စုံစည်းစေနိုင်ခြင်းမိုးရင်းကလာရေလွှမ်းမှုကိုပါရင်ဆိုင်ကျော်လွှားပြီးတော့ကိုပိုင်ရိတ်ခါရှာဖွေကနှစ်နှစ်နီးပါးဝိုင်းရံနိုင်ခဲ့ခြင်းဟာ
18ရာစုကမ္ဘာစစ်သမိုင်းမှာတော့အလွန်ရှားပါတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဒီအောင်မြင်မှုကြောင့်စီဗီရှင်မင်းရဲ့မဟာဗျူဟာရည်မှန်းချက်တစ်ခုအောင်မြင်ခဲ့ပါတယ်။နောက်ကျောကိုအပြည့်အဝလုံခြုံသွားစေခဲ့ပြီးတော့မကြာမီကာလမှာပဲမြောက်ဘက်ကနေအင်အားအလုံးကြီးနဲ့ဝင်ရောက်လာမဲ့ချင်းမင်းဆက်တရုတ်တပ်ကြီးတွေကိုအာယုံဆိုင်ရင်ဆိုင်နိုင်ဖို့အခွင့်အရေးရရှိသွားခဲ့ပါတယ်။အရှိတောင်အာရှသမိုင်းကိုပြောင်းလဲစေခဲ့တဲ့ဒီအယုဒ္ဓယစစ်ပွဲကြီးအပြီးမှာမြန်မာတရုတ်စစ်ပွဲအတွင်းမှာကုန်းမောင်တပ်တွေဟာတရုတ်အင်ပါယာကြီးကိုဘလို့ထက်မှန်ရင်ဆိုင်ခဲ့ရတယ်လဲဆိုတာကိုတော့ကျွန်တော်နောင်လာမဲ့စီစဉ်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။